အဲ့ဒါဆိုလို့ရှိရင်ပရိသတ်တွေကဒီခေတ်ပရိသတ်တွေကတိတ်မအားတော့ဘူးကွာလုံနေရင်ကိုပျော်တယ်ပေါ့နော်ပျော်တယ်ပေါ့ဟိုပျော်တဲ့အထဲမှာတဲ့ဟိုတဖြည်းဖြည်းနဲ့အရွယ်ရလာတော့ဝါသနာရဲ့ဟုတ်လားယက်တီမှုရဲ့ပေါ့နော်ဒီသားစုကလည်းယက်တီတာဒါနဲ့ပဲယက်တီရဲ့နော်အဲ့တော့မှဥဒုံနိုင်ဘိသိက်မြောက်တယ်ဟုတ်လားဘိသိက်မြောက်လဲအတူတူပဲဥဒုံနိုင်နည်းနည်းလေးအားရပါရမြောက်တာများတယ်ဟုတ်တယ်နော်အဲ့တော့ဒီဇကားရိုက်လဲအတူတူပဲဒါကတော့ဥဒုံနိုင်ကိုလောကသားတွေရောငါသမီးတို့ဒီမီဒီယာတွေရောအကုန်သိဘာလို့ဆိုဥဒုံနိုင်ပေါ်လေးမလုတ်တာအားပါအလုံးလုံးတတ်တယ်ပေါ့နော်အဲ့ဒီစိတ်ကလေးကြောင့်ပဲရက်တီနေရတယ်ပေါ့နော်ပညာပေါ်မှာလေးနဲ့ထားရတယ်ပြောလို့ရနော်လေးနဲ့လည်းထားတယ်ဆိုတာလေအဲ့လိုပေါ့ကွယ်အဲ့လိုပဲပြောဟောနော်နည်းနည်းတော့နည်းနည်းကြီးကျယ်သွားမှလည်းစိုးလို့လေနော်ကြီးကျယ်သွားမှစိုးလို့ကျွန်တော်အမှုပညာကိုသိပြီးတော့လေးလေးနဲ့ထားတာပဲဆိုမှန်းတော့ဟုတ်ပါတယ်လေးလေးနဲ့တကယ်ထားတယ်လေးလေးစားစားအလုပ်လုပ်တယ်နော်ဒီနေ့ဒီထက်အောင်လို့ဘာလို့ဆိုတာဥပဝနိုင်ကိုတူကိုသားအရွယ်လေးတွေဟုတ်လားအာဒီကလေးတွေမင်းအေးဆေးပါဥပဝနိုင်အဲ့လိုမနေတတ်ဘူးကိုတူကိုသားအရွယ်လေးတေချာနားထောင်တယ်ဘာဖြစ်ချင်တာလဲပြောဒီဖြစ်ချင်တာဥပဝနိုင်လို့မရအောင်လုပ်ပေးတယ်လုပ်ပေးအဲ့ဒါသူ့မျက်နှာကြည့်ရသေးတယ်ဟုတ်လားကတ်ရိုက်လိုက်လို့ကတ်ဆိုတာနဲ့ဒရိုက်တာអော်လိုက်တာနဲ့သူ့မျက်နှာလေးကြည့်အစင်မပြေးရလားကြိုက်ကြလားဟုတ်လားအဲ့လိုဆိုရင်ပြီးနေရတော့ဗောနော်တာရေးအစင်ပြေးလားအပြေဥဒုံနဲ့ပြောနော်ဥဒုံနဲ့ထပ်ပြုံးဆောင်ပေးမယ်ပေါ့ဟုတ်လားအဲ့လိုကိုခုနပြောသလိုပေါ့နုပညာပေါ်မှာလေးစားတယ်အမတန်လေးနဲ့တဲ့နုပညာပါဘယ်အရာပဲဖြစ်ဖြစ်ဥဒုံနဲ့အများတန်းပြောတာရှိပါတယ်နော်ဂျုံတော့ဂျုံပါပဲအတူတူပါပဲနာမများဖုတ်တာရယ်ပလာတာရယ်ဒါပဲกว่าတယ်ဗောနော်နာမများဖုတ်တယ်ဆိုတော့မီးနဲ့ဖုတ်တာဟုတ်ပလာတာကတော့စီနဲ့ကြော်တာဟုတ်ဒါပဲဂျုံလေးကြီးပါပဲဟုတ်ဘူးလားအဲ့လိုပါပဲဘိသိက်ဆိုတာလည်းအနုပညာပဲဒီရုပ်ရှင်ဆိုတာလည်းအနုပညာပဲအခုသပင်အနုပညာပဲအမတန်ခက်ခဲနေနေတာတွေကြီးပဲသူ့နေရာနဲ့သူတော့အမတန်လေးနဲ့တယ်ခက်ခဲတယ်အဲ့တော့ဘယ်အရာပဲဖြစ်ဖြစ်ဒီအလုပ်လုပ်မှာလားဒီအနုပညာလုပ်မယ်ဆိုလို့ရှိရင်လေးလေးစားစားလုပ်ပါဟုတ်လားဖိဖိစီစီလုပ်ပါသေးသေးချာချာလုပ်ပါသေးသေးချာချာပြင်ဆင်ပါဟုတ်လားအဲ့ဒါဆိုလို့ရှိရင်ပရိသတ်တွေကဒီခေတ်ပရိသတ်တွေကတိတ်မအားတော့ဘူးကွာနော်ပရိသတ်တွေကတိတ်မတုံးတော့အဲ့တော့ရှေးတုန်းကပရိသတ်တွေကတုံးလို့လားမဟုတ်ဘူးရှေးတုန်းကပရိသတ်ကရှေးတုန်းကခေတ်အရာအဲ့ဒီပရိသတ်ဒီဘက်ခေတ်မှာပရိသတ်ကဒီဘက်ခေတ်ပရိသတ်ဖြစ်သွားပြီနော်မင်းတို့လက်ထဲမှာရှိနေတဲ့ဒီဖုန်းတွေကလက်ထဲမှာအကုန်လုံးရောက်သွားတယ်တချို့ဆိုရင်ကိုတို့သူတို့တောင်ရိုက်ပြီးတော့ဇလန်းအတူလေးတွေရိုက်တင်နေကြတဲ့ခေတ်တွေဖြစ်နေပြီနော်အဲ့တော့ပရိသတ်ကလည်းဒီကားတကားကိုလာကြည့်လို့ရှိရင်ဟာတာပဲဖြစ်ဖြစ်အလွန်ပဲဖြစ်ဖြစ်သရဲကားဖြစ်ဖြစ်ဘာကားဖြစ်ဖြစ်ဟာဒီကားတော်အားဆိုင်တယ်ဒီကားလေးလေးစားစားလှုပ်တာဒီကားဘောရှုပ်ရှုပ်နဲ့ကွာဒီကားဖြစ်တယ်လို့ရိုက်ထားတာပြေးသက်သိတယ်